အိုးရှိမှာခယူကြီးကွာဒီမှာလည်းမြေကြီးမှာဘာကြီးလဲမြေကြီးတူးပဲကောင်းနေတယ်ငါနားရောက်မှထွက်လာအောင်မယ် Hello Mr. Snake Mr. Snake How are you နေကောင်းလား Hello ဟာခယူကြီးရောက်အခုနဲ့ဝင်သွားပြီကျွန်တော်လမ်းလို့အခုပြောထွက်လာပြီ Hello Mr. Snake My name is Mr. Mouseman What's your name How are you As for me I am fine thank you and you ရောက်ခယူရကြီးပဲနောက်တာကိုကြီးဘာမလုပ်နဲ့နော်ကိုကြီးရဲ့အကြည့်ချွဲနေကျွန်တော်ကြောက်တယ်ဗျငါထုံးနဲ့ထိုးကြည့်အောင်မယ်ဟေးဝင်သွားပြီဒီညအန်ရရမ်းမြရကွာဒါဘာကြီးလဲပန်းဖလက်လေးကွာဒါဒီပန်းချင်နေမှာမကြသေးခင်မှာအခမ်းအနားတစ်ခုလုပ်သွားတာပဲဟုတ်တယ်ပန်းဖလက်လေးကွာကဲဝင်ပြီနော်အထက်မှာမှောင်မဲနေရပဲကွာအားကြောင့်မီးတော့ကိုငါ့ကိုယူလာခိုင်းနေဟယ်လိုကျွန်တော်ဝင်လာပြီနော်โอเคအဲ့မှာလင်းသွားတာကွာအေးငါဖြည်းဖြည်းတော့သွားရမယ်ကွာဖြည်းဖြည်းတော့သွားမယ်ဒါပွဲစိတ်ကျွင်းနော်ပွဲစိတ်ဝိုင်းကိုင်တော့တိုင်ပတ်မှာဒါဘာကြီးလဲမသိဘူးရောဆိုင်ဟေးမရိုင်းပြီဟေးရောဆိုင်ရအနေနဲ့မှာအိုင်ဂျူကမြင့်လာပြီးတော့တဖြည်းဖြည်းနဲ့ပစ္စည်းကို craft တဲ့နီးပို့ကျွမ်းလာမှာတော်ဒီပွဲစိတ်မရှိဘူးကွာဒီမှာဟိုကပိုးကောင်သေးလေးတွေပဲပွဲစိတ်ကျွန်းတော့မဟုတ်တော့ဘူးထင်ပါတယ်ဟာရမီးစုရအာဟေးဘာလိုက်တာလမ်းလိုက်တာကြောက်ကွာโอเคအဆင်ပြေတယ်လီဖုန်းကင်လို့ရပြီ Oh my god you are alive yes 你အသက်ရှင်နေရပဲရှင်တာဗော yes အရန်စိတ်ပူနေရတဲ့ခလေးတွေတေကုန်မှာဆိုးလို့တဲ့ခုနပောက်ကွဲမှုကြောင့် Yes I'm glad I'm alive too ခုနကျွန်တော်လှမ်းဆက်တွယ်နေရဲ့စက်ရုပ်ခေါင်းပေါ့နော်အဲခေါင်းပမာလေးလို့မေးလိုက်မယ်စက်ရုပ်လေးခေါင်းကိုလိုက်ရှာဖို့ကူညီပေးပါလားကူညီပေးမယ်တဲ့โอเคပြန်ကူညီကူညီပေးမယ်တဲ့ Yes အဲ့နားတော့ဝိုင်းမှာတဲ့ Avenger Station တခုကိုဖွင့်ပေးလိုက်မယ်တဲ့ Okay thank you ပါဂျာတီ Omna Factory ကို run နေရဲ့ပိုင်ရှင်မာကြီးဖြစ်မယ်ကွာ Miss Solon Remote အကူညီတွေအချိန်တိုင်းခေါ်လို့ရပါတယ်တဲ့ Okay sure ပွဲစိတ်လားမင်းလည်းလိုအပ်တယ်要我别人非要我别人你们别人ပြောရင်လည်းပြောအားလွယ်တယ်ရောင်းတိတ်ပြေးလို့မရဘူးဘိုက်စာနေရဲ့ကွာတိတ်ပြေးလို့မရဘူးအေးမပြေးနဲ့လို့ပရက်စိတ်အေးမပြေးနဲ့ကြော့လမ်းလေကွာဘောစကရေကူးရတာလားဟောကူးရတာဘောတော့အေးမပြေးနဲ့ကြော့ကွာပြေးတယ်ကငါလမ်းဟောမင်းလောက်တာငါလမ်းမရောက်လိုက်တယ်ကွာငါလမ်းလက်တီးနဲ့ပြေးထိုးတော့မယ်ကွာရောက်မင်းကူတဲ့ဝင်ပြေးကျင်တယ်ရပြီပြီးသွားပြီခွန်နေပါအကုန်ကျူလှန်ပြောက်သွားပြီဒီကောင်ဟုတ်တာနဲ့အောက်ကွာလှန်နေနားကိုပြစ်လိုက်တာဘယ်ကြော်သွားလဲမသိဘူးအော်ဒီမှာဟိုမှာအဝေးကိုလွင့်သွားရင်လှန်ကြီးကအမေးစင်းအမေးဒီမှာလှန်ကြီးလားမသိဘူးဒါပွဲစိတ်ကသူ့အတိုက်ကိုခေါ်တာအနေရများတယ်ခုနရေကန်နေနာသွားမယ်တခိုင်းမြားလို့သွားရတော့မယ်တွေ့ဒီကောင်လေးစီရမှာဒီကောင်လေးကရေကန်လေးနားမှာဝဲနေတတာဒီမှာတော့ဒီကောင်လေးကခန်းခတ်တယ်ကွာခန်းရှယ်ခတ်တယ်ငါအိုးရှော့โอเคတမောင်ရပြီတကယ်ဖမ်းခတ်တယ်နော်လေးမောင်ရတယ်ကွာလိုပိုယူသွားလိုက်မယ်မဟုတ်ရင်လိုလို့ရှိရင်လာယူနေရโอเคရှိသေးအများကြီးပဲကွာဒီကောင်လေးကအဲ့လိုအမြောင်းလေးနားမှာဝင်းပြောင်းဘိုင်းဒုက္ခပဲကွာ
အော်မှုတွေပေါ်တက်ပြီးတော့ဖမ်းလို့ရတယ်လေအေးဆေးပဲဒီပိန်းကြရွက်ပေါ့အော်ရတယ်တက်လို့ရတယ်အောက်မှာဘာကောင်းမှမသိရောင်ကြီးခုရားကြီးဟဲ့ရောင်ကြီးငါမင်းကိုလိုက်ဖမ်းနေအပေါ်တော့ရောက်လာပြီအိုးဟဲ့အဲ့ကောင်ထိုးစမ်းပါဟာအာငါတေတော့မှာအဲ့ကောင်လိုက်ထိုးစမ်းအဲ့ကောင်တကောင်ရရင်ပြန်တော့မယ်တကောင်ရရင်ပြန်မယ်တကောင်ရရင်ပြန်မယ်တကောင်ငါပြစ်ပြီနော်အဝေးဓမ္မတန်နဲ့ပြစ်ပြီနော်တားကြီးအချာချိန်ပြစ်ပြီမျိုးကောင်နေပြစ်ပေးမှရမှာလားရငါဘေးမှာလာချောပါသွားပြီပါသွားပြီလက်တီးနဲ့ထိုးနေတော့မှဖြစ်အောင်မယ်ကွာဒီကောင်တော်ဖမ်းလို့ခက်တာပဲကွာဒီမှာငါလန်哎，ပွဲစိတ်အလုံးလေးအစားလေးတည်သွားတာကွာငါမြင်နေဦးမယ်ငါလှန်လာယူရမင်းတို့ဘာမှမလုပ်ပြန်တော့မယ်ပွဲစိတ်သူ့ဟောက်အေးရအေးကြောင်းပဲကျွန်တော်လည်းအေးရအေးကြောင်းပဲဒီကောင်นี่ဖမ်းနေရချိန်ပို့ကြရကွာငါနားလာရင်တော့မင်းအာမရဘူးဒီကောင်นี่ငါ့ကိုမြခေါ်နေရဒီကောင်นี่မဟုတ်ဘူးဒီကောင်นี่မဟုတ်သေးဘူးကွာမင်းတို့ကွာအာတော်ဖမ်းခက်တဲ့ကောင်နေတော်ပြီဒီကောင်နဲ့ဓာတ်နဲ့ချွင်းဆိုခုတ်မှရမှာလားပြန်တော့မယ်မြှောက်လို့ရပါလုံလောက်သွားပြီဘိုက်တဲ့တော်စားနေပြီကွာရှိတယ်လို့ရပြီနော်တော်စုံသွားပြီညားတွေရောရှိတွေရောလေးတွေရောဟာချဲပဲတော့လမ်းသွားပြီโอเคအရှိရဝီဗမ်အီပိုထိုးကောင်မှကျွန်တော်မရှာခဲ့ရရှိရလို့မရဘူးအခုကလေးလို့ရမယ်အော်ဟိုကနွယ်ချိုးလို့မယ်နွယ်ချိုးက2ခုလောက်ပဲဟုတ်โอเค yes လေးရပြီညားကတော့ရတယ်ညား AC ပဲညားဘယ်နှချောင်းရမလဲ craft အော်10ချောင်းတစ်ခါ craft ရင်10ချောင်းအဆင်ပြေပါရဲ့နော်အဆင်ပြေပါရဲ့ပြစ်လို့ရပြီအော်ဒီမှာတားရဒီပို့ထုတ်အောင်တားရကွာငါကင်ပလိုက်တာမှားတယ်တိတ်မှားတယ်ဒီရုံရှူရမှာစားပလိုက်โอเคဖိုက်ပြေသွားပြီထပ်စားမတော့သေးဘူးစားရအောင်ပါပဲမတော့သေးဘူးနေဟုတ်စားရအောင်ပါပဲဘာမှလဲငါစားမလို့ရပဲတော့စားအောင်โอเคဆွဲပလိုက်ပြီရောင်ဆွဲပလိုက်ပြီ